ယုံကြည်လို့အားပေးတာတို့ကိုယ့်ကိုချစ်လို့အားပေးတာတို့ပြောတဲ့မန်နေတွေ့လို့ရှိရင်လေပို့ပြီးတာဝန်ကြီးတယ်ဘာလို့လဲဆိုအကောင်းဆုံးမှလှုပ်ပေးချင်တာအဲ့လိုမျိုးတွေပို့ဖြစ်သွားပါတော့ဒီညီမလေးဆိုလို့ရှိရင်ကိုတီရှင်နာရဲ့ကောက်ကျိုးကိုမသိဘဲနဲ့သူအားပေးလိုက်တယ်ပေါ့နော်ပြီးတော့မှသူဘယ်လိုသုံးရလဲဆိုတော့မေးထားတာမှတွေ့တယ်အဲ့တော့အားတာနဲ့တပိကိုဖြေပေးရနော်ကိုတီရှင်နာရဲ့ကောက်ကျိုးမှပြပြပဲညီမလေးစပေ6တက်တဲပါတယ်ဆိုတော့ညီမလေးတိတ်ကိုကောက်သွားပြီညီမလေးရွေးချက်ဘူးကအရက်မှန်ကန်သွားပြီလို့သာမှတ်လိုက်တော့နော်ဘဝတက်တာဒီလိုတောင်းချောက်တော်နဲ့မရဘူးညီမလေးလက်နဲ့ကြိုထုတ်ရင်တော့အမတို့ဒီဈေးလုံးဝမရအောင်အမပစ္စည်းဒီထိုင်းမြန်မာနိုင်ငံလုံး FT ရရှိပြီးသားပစ္စည်းဒါကိုအရင်ပြောမယ်နော်ပြီးတော့ तू ကဘာအတွက်သွားရလဲဆိုရင်အမတို့ဒီကစ်မှာ conditioner က logo လိုအပ်တယ်အစီနဲ့ပြန်ဖြည့်ပေးတဲ့သဘောအဖျားကွဲတာတွေခြောက်တာတွေဖွာတာတွေအတွက်အရန်ကိုကောင်းတယ်ဒါပေမဲ့အမတို့ conditioner သုံးတဲ့အခါမှာအမြဲမှတ်ထားပဲအဓိကအတီးအမတို့ဥယျာဉ်ပြောင်းပေးမထိနဲ့ထိလို့ရှိရင်အမတို့ဒီဘဲ conditioner မစိုးအမတို့ဘောက်ထတတ်တယ်အဲ့ဒါကောင်းတဲ့မှတ်ထားနော်ညီမလေးအဲ့တော့အခုချိန်မှာ1600ဒီလို250 ml ကိုဒီတိုင်းဝယ်ရင်တော့မရတဲ့ဟာကိုအမက customer တွေချစ်တော်အပြင်ကျေးဇူးတုတ်ပြတဲ့နေတကယ်တော့အဲ့ဒါ Turkey ဖုတ်တာမဟုတ်မှန်တော့သစ္စာအမတို့တဘူးဝယ်ရတယ်အမတို့တဘူးလက်ဆောင်ပေးထားတယ်နော်ညီမလေးတို့အမကိုတော်ပြတ်တဲ့အထိကိုဝုန်းနေကြတဲ့အတွက်ကြောင့်မလို့ညီမလေးရွေးချယ်မှုအရန်မှန်ကန်တယ်အဲ့တော့စပိန်နှစ်ခွတွေညှိတာတွေအဖျားကွဲတာတွေဒီဖြောက်ကောက်လုပ်တဲ့ဆေးဆုပ်တူတဲ့အတွက်အရန်အဆင်ပြေပါတယ်နော်ကျေးဇူးပါ